အဆုတ်သို့မဟုတ်ဝိစေတွေကတစ်ခုခုပျက်စီးသွားရင်ခန္ဓာကိုယ်မှာဘာတွေဖြစ်ပျက်သွားမလဲခန္ဓာကိုယ်ဟာတင်ထင်ထားတာထက်အများကြီးပိုမိုအစွမ်းထက်ပါတယ်အောက်ပါခန္ဓာကိုယ်အင်္ဂါ၅မျိုးဟာတဝက်လောက်ဖြတ်ထုတ်လိုက်ရရင်တော့ပုံမှန်အတိုင်းဆက်လက်အသက်ရှင်လှုပ်ရှားနိုင်စွမ်းရှိကြပါတယ်အစာအိမ်ဟာအစားအစာတွေကိုတိုးလောင်ပေးပြီးအစာချေဖြတ်ပေးတဲ့အဓိကအင်္ဂါဖြစ်ပါတယ်အစာအိမ်အစိတ်ပိုင်းတဝက်လောက်ကိုဖြတ်ထုတ်လိုက်ရရင်တော့အသက်အန္တရာယ်မစိုးရိမ်ရပဲခန္ဓာကိုယ်ကပုံမှန်အတိုင်းလက်ပတ်နိုင်ပါတယ်သို့တော့အစာချေစွမ်းအားကျဆင်းသွားပြီးတစ်ချိန်စားနိုင်သည့်ပမာဏနည်းသွားပါလိမ့်မဲဒါကြောင့်ဝါလွန်သူအချို့ဟာအစားနည်းစေပြီးဝေးကြဖို့အတွက်အစာအိမ်ခြုံခွဲစိတ်ကူးတောက်မှုကိုပြုလုပ်ကြတာဖြစ်ပါတယ်ကြောက်ကက်ပုံမှန်အားဖြင့်လူမှာကြောက်ကက်နှစ်ခုရှိပါတယ်အစိတ်တောက်တွေစစ်ထုတ်ဖို့နဲ့ခန္ဓာကိုယ်ရင်းမြချေကိုထိန်းညှိဖို့အတူတကွလှုပ်ဆောင်ကြပါတယ်ကြောက်ကက်တစ်ခုပျက်စီးသွားခဲ့ရင်ကျန်တဲ့ကြောက်ကက်တစ်ခုကလှုပ်ဆောင်ချက်တွေကိုတိုးမြင့်ပြီးအစားထိုးတာဝန်ယူပေးပါတယ်သို့တော့နှစ်ခုလုပ်ရမယ့်တာဝန်ကိုတစ်ခုတည်းကထမ်းဆောင်ရတာမို့ဝင်ပြီးမှုတော့ပိုများသွားပါလိမ့်မယ်အသေးဟာအစိတ်တောက်ပြေလျော့စေခြင်းနဲ့ဇီဝရုပ်ဖြစ်ပျက်ခြင်းတွေကိုလှုပ်ဆောင်ပေးပါတယ်ဒါအပြင်အသေးဟာခန္ဓာကိုယ်မှာပြန်လည်ကျဒီထွားနိုင်တဲ့တစ်ခုတည်းသောအင်္ဂါလည်းဖြစ်ပါတယ်အသေးတစ်ဝက်လောက်ဖြတ်ထုတ်လိုက်ရရင်တော့ကျန်တဲ့အသေးစဲတွေကပြန်လည်ပွားများလာပြီးမူလစွမ်းဆောင်ရည်တိုင်းဖြစ်အောင်ပြုပြင်နိုင်ပါတယ်တင့်တော်တဲ့အခြေအနေမှာ3လမှ6လအတွင်းမူလအခြေအနေတိုင်းပြန်လည်ရောက်ရှိသွားနိုင်ပါတယ်အဆုတ်တစ်ဝက်လောက်ဖြတ်ထုတ်လိုက်ရရင်လည်းပုံမှန်အတိုင်းအသက်ရှင်နိုင်တော့လေအဆုတ်ရဲ့လေဝင်ဆက်မှုပမာဏတိတိတတ်တာလျော့ကျသွားပါလိမ့်မယ်လေ့ကျင့်ခန်းလုပ်နိုင်စွမ်းကျဆင်းသွားပြီးပင်ပန်းတဲ့အလုပ်တွေလုပ်တဲ့အခါအသက်ရှူရခက်ခြင်းနဲ့မောပန်းခြင်းတို့ပုံမခံစားရပါလိမ့်မယ်ဒါကြောင့်အဆုတ်စွမ်းဆောင်ရည်ကိုထိမ့်သိမ့်ဖို့အလွန်အမင်းပင်ပန်းနွမ်းနယ်မှုကိုရှောင်ရှားရပါလိမ့်မယ်ဝိစေဟာအမျိုးသားတွေရဲ့အရေးပါတဲ့မျိုးပွားအင်္ဂါဖြစ်ပြီးဟော်မုန်းထုတ်လုပ်ပေးခြင်းနဲ့တုပ်ပိုးထုတ်လုပ်ပေးခြင်းတို့ကိုတာဝန်ယူထားပါတယ်ဝိစေတစ်ခုဖြတ်ထုတ်ခံရရင်တော့ကျန်တဲ့တစ်ခုကအစားထိုးတာဝန်ယူပေးနိုင်တာမို့အများအားဖြင့်ပုံမှန်လူနေမှုဘဝနဲ့ကလေးရနိုင်စွမ်းကိုထိခိုက်မှုမရှိပါဘူးတကယ်ရင်ဆိုင်ရမှာကခွဲစိတ်မှုအပြီးစိတ်ပိုင်းဆိုင်ရာရိုက်ခတ်မှုနဲ့စိတ်တန်ရာတွေကိုအဆင်ပြေအောင်ပြန်လည်ညှိယူဖို့ပဲဖြစ်ပါတယ်ခန္ဓာကိုယ်ဟာအံ့ဩစရာကောင်းလောက်အောင်အစားထိုးလှုပ်ဆောင်နိုင်စွမ်းရှိပေမဲ့ဒါဟာခန္ဓာကိုယ်ကိုစိတ်ကြိုက်နှစ်စဉ်ထိခိုက်အောင်လုပ်လို့ရတယ်လို့မဆိုလိုပါဘူးခန္ဓာကိုယ်ရဲ့ပြန်လည်ကုစားနိုင်စွမ်းကိုအားကိုးနေတာထက်ကျန်းမာရေးကိုကြိုတင်ကာကွယ်စောင့်ရှောက်တာကအမြဲတမ်းအကောင်းဆုံးဖြစ်ပါတယ်ဒီနေ့ကစပြီးမိမိရဲ့ခန္ဓာကိုယ်ကိုဂရုစိုက်စောင့်ရှောက်ပြီးကျန်းမာရေးနဲ့ညီညွတ်စွာနေထိုင်ကြပါစို့